တနေ့ကုန်ကြီးပါကျူရှင်နေကြောင်းနေတဲ့အချိန်ကုန်ပြီးတော့မှကိုအတွက်စာလုပ်ချိန်ကိုပိုင်မရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုနည်းနဲ့လေးကိုသုံးပြီးလုပ်လို့ရပါတယ်ဆိုတော့ဒါကတော့ကိုအနေနဲ့ပေါ့နော်ကိုယ်တိုင်လည်းလုပ်ခဲ့တယ်တခြားကျောင်းသူတွေတော်တော်များများလည်းကိုယ်ကိုက်လုပ်ပေးနေလုပ်ပေးခဲ့တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်နည်းနည်းတော့သူကပြောင်းလဲတော့မတူနိုင်ပါဘူးလိုက်လုပ်ကြည့်လို့လည်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘယ်လိုလုပ်ရလဲဆိုတော့ပထမအဆုံးမနက်ပိုင်းပေါ့နော်မနက်စောစီစီနည်းနည်းလေးစောလေးကိုပုံမှန်ထားရတဲ့ကိုပို့ပြီးတော့1နာရီ2နာရီလောက်စောလေးထားလိုက်တာဖြစ်ပါတယ်ဆိုတော့ပုံမှန်ကိုကထားပါတော့အကြောင်းကျူရှင်က9နာရီလောက်မှစရဲဆိုတော့9နာရီ10နာရီလောက်မှထားရမျိုးတည်းဆိုလို့ရှိရင်6နာရီလောက်ထားနိုင်မယ်ပေါ့နော်နည်းနည်းလောက်စောလေးထားပြီးတော့မှအဲ့6နာရီကနေပြီးတော့10နာရီတော့အတွင်းပေါ့နော်2နာရီလောက်ချိန်သုံးမယ်သို့မဟုတ်လည်း1နာရီပေါ့နော်ကိုရမယ့်အချိန်ပေါ့မူတည်ပြီးတော့ကိုကဘာမှမလုပ်ခင်ဘာမှမသွားခင်ကျူရှင်တွေကြောင်းနေမသွားခင်မလုပ်ခင်မှာအရင်ဦးဆုံးအချိန်ကိုစအောင်ဆုံးတတ်မှတ်လိုက်ပါတတ်မှတ်ပြီးတော့မှအဲ့အချိန်ကိုကိုယ့်အတွက်အရန်ကိုအရေးကြီးမဲ့အရာတစ်ခုလုပ်လိုက်ပါဆိုတော့ကြောင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျူရှင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုဆောင်ဝဲဖြစ်အောင်ဖြစ်ဖြစ်တစ်ခုခုပေါ့ကိုယ့်အတွက်အရန်အရေးကြီးနေတယ်ဒီနေ့ဒါအောင်မဖြစ်မနေငါလုပ်ကိုလုပ်ရမယ်ဒီဘက်တွင်မှာဒါအောင်မဖြစ်မနေလုပ်ရမယ်ဆိုရဲ test တစ်ခုပေါ့နော်အဲ့တစ်ခုစာတစ်ခုကိုအရင်လုပ်လိုက်ပါဆိုတော့ဒါအကြောင်းသူတိုင်းမှာတယောက်နဲ့မတူနိုင်ဘူးလေကိုယ့်ရဲ့ကျူရှင်ကြောင်းပေါ်မူတည်ပြီးတော့ဒီနေ့စာမေးမှာကဘိုင်ကိုလည်းဖြစ်နိုင်တယ်သင်္ချာတွေဖြေရမှာလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့လိုမျိုးအရေးကြီးဆုံးအရာတစ်ခုရွေးပြီးတော့လုပ်လိုက်ပါဒါဆိုလို့ရှိရင်ကိုကကျူရှင်ကြောင်းတွေပြန်လာပြီးတော့မှပင်ပန်းပြီးတော့မှမလုပ်နိုင်စရာအကြောင်းလည်းမရှိတော့ဘူးねတေချာဆက်ပြီးလုပ်လိုက်မှာဖြစ်ပါတယ်ဆိုတော့ဒါအကိုကြောင်းတက်တောင်းကလည်းတုံးခဲ့တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့တချို့ကြောင့်လည်းမနေ့စောစီမတနိုင်တဲ့သူတွေကြောင့်နည်းနည်းလောက်ရတာခက်ခဲနိုင်တယ်ပေါ့နော်အကြလို့ရှိရင်တော့ညဘက်တွေပြန်လုပ်လို့ရတာပေါ့ဒါပေမဲ့အကြတော့နည်းနည်းပင်ပန်းပြီးတော့မှမလုပ်နိုင်တာမျိုးရှိနေတယ်ပေါ့နော်ကိုအနေနဲ့လည်းအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ကိုကတော့မနေ့ပိုင်းစောထားပြီးတော့မှအရေးကြီးဆုံးအရာတစ်ခုအရင်ဆုံးလုပ်လို့ရှိရဲအဲ့လိုလုပ်ပြီးတော့မှပဲကျောင်းနဲ့ကျူရှင်တွေသွားတာမျိုးလုပ်တယ်ပေါ့လေဒါကိုလိုက်လုပ်ကြည့်လို့လည်းရပါတယ်သုံးမယ်လို့ပြောနေပါတယ်